မင်္ဂလာပါရှင်မိမိအောင် AI Creation Channel ကနေပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြန်လည်ကြီးလို့နှက်ဆိုင်တဲ့အချက်လောကရဲ့တွေးဆောင်မှုတွေနဲ့နာကျင်ဖွယ်ရနောင်တတရားတွေအကြောင်းကိုရိုက်ခတ်ခန်းစားရစေမဲ့တဏှာရီပုံမြင်လေးတစ်ပုဒ်ကိုပြပြပေးတော့မှာဖြစ်ပါတယ်ကဲပြန်လည်ကပေးတဲ့ကန်တရားနဲ့ရည်သူမလေးရဲ့မျက်ရည်ဆိုတဲ့ဇာတ်လမ်းလေးကိုအတူတူနားဆင်ခန်းစားကြည့်လိုက်ကြရအောင်နော်ရှိတော့ကကန်းချင်မျိုးလေးတစ်မျိုးရဲ့အစွန်ဖျားမှာအောင်နိုင်ဆိုတဲ့စိတ်ထားကောင်းမှုနဲ့စင်ရဲသားလေးတစ်ယောက်ရှိတယ်တဲ့သူဟာနေ့စဉ်နေ့တိုင်းပင်လယ်ပင်ကြီးကိုငိမ့်မိုးရင်တချင်းလေးတွေညီးနေကြပေါ့တနေ့မှာတော့သူ့ရဲ့တာယာတဲ့တချင်းတန်တွေကပင်လယ်ရင်နဲ့ပိုင်းမှာနေထိုင်တဲ့တန်သားဆိုတဲ့ရေသူမလေးတစ်ပါးကိုဆွဲဆောင်ခေါ်ယူလာခဲ့ပါတယ်တန်သားရဲ့လက်ဟာပင်လယ်ထက်ကကြောက်တံပဒများတွေထက်တောင်တောက်ပပြီးသူ့အပြုံးတွေကလင်းလက်နေခဲ့ပါတယ်သူတို့နှစ်ဦးဟာနေ့စဉ်နေ့တိုင်းကန်းဆက်ကကြောက်ဆောင်လေးတစ်ခုမှတွေ့ဆုံကြပြီးအောင်နိုင်ကကုန်းမြေပေါ်ကအကြောင်းလေးပြပြတယ်လို့တဏှာကလည်းပင်လယ်ရေအောက်ကပါရဲ့အံ့ဖွယ်အကြောင်းလေးကိုပြန်ပြောပြရင်တဦးနဲ့တဦးတရောစင်တွေနှက်ရှမ်းလိုက်ခဲ့ကြပါချစ်ချင်းမြတ်တာတွေရင့်ကျက်လာတဲ့အခါမှာတော့အောင်နိုင်ဟာသူ့အချစ်ရဲ့တင်ကြတာအဖြစ်ပင်လယ်ကပေးတဲ့အဖိုးတန်ပလဲလုံးတစ်လုံးကိုစညက်လေးလုပ်ပြီးတန်တာကိုလက်ဆောင်ပေးခဲ့ပါတယ်သူကဒီပလဲလုံးလုံးအိမ်မြကြည်လင်းတဲ့မင်းရဲ့အချစ်ကိုဘယ်တော့မှမမေ့ပါဘူးလို့ကတိတွေပေးခဲ့ချိန်မှာတော့ရည်သူမလေးတန်တာတယောက်ကပါပေါ်မှာအပျော်ဆုံးဖြစ်ခဲ့ရပါတယ်ထူးဆန်းတာကအဲ့ဒီပလဲလုံးလေးဟာတမန်ပလဲလုံးလေးမဟုတ်ခဲ့ပါဘူးအဲ့ဒါဟာရည်သူမလေးရဲ့အချစ်စစ်နဲ့ပေါင်းစပ်လိုက်တဲ့အခါကံကောင်းခြင်းတွေကိုပေးစွမ်းနိုင်တဲ့မော်ပလဲလုံးဖြစ်နေခဲ့ပါတယ်အောင်နိုင်ဟာအဲ့ဒီပလဲရဲ့စွမ်းအားနဲ့သူ့လုပ်ကိုင်နေတဲ့အရာရာတိုင်းဟာအစဉ်ပြေအောင်မြင်လာပြီးမကြခင်မှာပဲစင်ရသားဘဝကနေတထေးကြီးတယောက်ဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့ကုန်းမြေပေါ်ကစီးစိမ်ဥစ္စာနဲ့အောင်မြင်မှုတွေဟာအောင်နိုင်ကိုမျက်စိမိတ်စေခဲ့ပါတယ်သူဟာသူ့ရဲ့ကံတရားဘယ်ဟာစားခဲ့တယ်လဲဆိုတာကိုမေ့လျော့လာခဲ့ပါတယ်သူ့ကိုနေစင်မျိုးနေရှာမဲ့ရည်သူမလေးတန်တာရှိရာကြောက်ဆောင်လေးစီကိုသူခြေဦးမလဲဖြစ်တော့ပါဘူးအောင်နိုင်တယောက်ပင်လေပင်နဲ့ကန်းဆက်ကသူ့ရဲ့တိတ်ကိုလုံးဝမေ့ရောပြီးလူလောကရဲ့စီးစိမ်တွေကြားမှာပျော်မွေ့နေခဲ့ပါတော့တန်တာလေးကတော့သူ့ချစ်သူအောင်နိုင်ကိုနေ့စဉ်နေ့တိုင်းမျိုးနေရှာတယ်နေပူပူမိုးရွရွကြောက်ဆောင်လေးပေါ်မှာမျိုးလင်းချက်နဲ့အတူစောင့်ဆိုင်နေခဲ့တယ်တနေ့မှာတော့သူမျိုးနေတဲ့အောင်နိုင်ဟာသူ့ဇနီးနဲ့အတူကန်းချိန်မှာပျော်ရွှင်စွာလမ်းလျှောက်လာတာကိုမြင်လိုက်ရတဲ့အခါတန်တာကဘာကြီးဟာပြိုကျသွားပါတော့တယ်အောင်နိုင်ကသူ့ကိုမြင်ပြီးမဲ့မမင်ချင်အောင်စာမမျက်နှာလွတ်ဆက်သွားတဲ့အခါမှာတော့ရေသူမလေးရဲ့နှလုံးသားဟာအစိမ့်စိမ့်မကွဲကျိတ်သွားခဲ့ရပါတယ်အဲ့ဒီမိကွန်းဟာသူ့အတွက်အကြီးမားဆုံးသောနာကျင်မှုဖြစ်ခဲ့ရတာပေါ့အောင်နိုင်ရဲ့မာနနဲ့ဖောက်ပြန်မှုတွေကြောင့်ရည်သူမလေးရဲ့နှလုံးသားကွဲချီသွားတဲ့အခါသူတို့အချစ်ရဲ့မောအစွမ်းတွေကလည်းပြက်ပြက်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးတန်တာဟာအဲ့ဒီကန်းချေကနေထောင်ရထွက်ခွာသွားခဲ့ပါတော့တယ်။သူမဟာကန်းချေကိုနောက်ဆုံးတစ်ခေါက်လှည့်ကြည့်ပြီးသူ့ရဲ့အချစ်တွေကိုစွန့်လွတ်ကနှက်ဆိုင်ပြီးလှုပ်ဝက်ဆန်းကျဲတဲ့ပင်လယ်ပြကြီးစီကိုကူးခတ်သွားခဲ့ပါတော့တယ်။သူ့ရဲ့တောက်ပတဲ့အမီးဟာရင်းနဲ့ပိုင်းမှာတဖြည်းဖြည်းပြောက်ကွယ်သွားပြီးအောင်နိုင်ရဲ့ဘဝထဲကနေလည်းထောင်ရကွယ်ပြောက်သွားခဲ့ပြီးပေါ့ကွယ်ရည်သူမလေးထွက်ခွာသွားပြီးမကြခင်မှာပဲအောင်နိုင်ရဲ့ကကြမ္မာဟာပြောင်းပြန်လည်သွားခဲ့ပါတယ်။အောင်နိုင်ရဲ့စီးစိမ်ဥစ္စာတွေအလုံးဟာသူရောက်လာသလိုပဲပြည့်မြန်စွာပြန်လည်ပြောက်ကွယ်သွားခဲ့ပြီးသူဟာစင်ရသားလေးဘဝကိုပြန်ရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှအောင်နိုင်ဟာသူ့ရဲ့အမားကိုနားလေသဘောပေါက်ပြီးနောင်တတရားတွေနဲ့ရင်ပက်စီတီငိုကြွေးခဲ့ရပါတယ်။သူဟာစီးစိမ်ဥစ္စာဆိုတဲ့အပေါ်ရန်တန်ဖိုးတွေနောက်ကိုလိုက်ရင်ပြန်လည်ပင်ထက်နှက်ဆိုင်တဲ့အချစ်စစ်ဆိုတဲ့တကယ်ရတနာကိုလွတ်လွတ်ဆုံးရှုံးခဲ့ရပြီလေ။အခုတော့အောင်နိုင်တယောက်သူကိုယ်တိုင်ဆွတ်ပစ်ခဲ့တဲ့ပလဲလုံးကိုစွတ်ကန်ရင်သူ့ဘဝထဲကနေထွက်ခွာသွားပြီဖြစ်တဲ့ရည်သူမလေးတန်တာကိုမျိုးလင်းချက်မဲ့စွာနဲ့ပင်လယ်ကန်းဆက်တဲ့ရှောင်းနေစင်နေတိုင်းလဲလံရှာဖို့တကယ်ကိုဝမ်းနည်းစရာကောင်းတဲ့စက်သိန်းလေးပါပဲနော်ဒီပုံပင်လေးကကျမတို့ကိုသင်ခန်းစာတွေအများကြီးပေးသွားခဲ့ပါတယ်အချစ်စစ်ရဲ့တန်ဖိုးတကယ်အချစ်စစ်ဆိုတာရွှေငွေစည်းစိမ်တွေနဲ့တိုင်းတာလို့မရပါဘူးအောင်နိုင်တယောက်စည်းစိမ်တွေဆုံးရှုံးသွားမှအချစ်စစ်ရဲ့တန်ဖိုးကိုနားလည်ခဲ့ရပေမဲ့အရာရာဟာနှုတ်ချသွားခဲ့ပါပြီလောဘနဲ့မာနရဲ့အပြစ်လောဘနဲ့မာနဟာလူတယောက်ကိုမျက်စိကန်းစေနိုင်ပါတယ်ကိုယ်ပဲဘွားကလာတယ်လဲကိုယ့်ဘဘသူရဲ့တကယ်ကောင်းခဲ့တယ်လဲဆိုတာကိုမေ့ရသွားတဲ့အခါနောက်ဆုံးမှကိုယ်တိုင်ပဲနှက်ကျစွာကြံရစ်ခဲ့ပါတော့ပေးထားတဲ့ဂတိကိုတန်ဖိုးထားပါအောင်နိုင်ဟာတန်တာကိုပေးခဲ့တဲ့ဂတိကိုဖောက်ဖျက်ခဲ့တဲ့အတွက်သူ့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့ရည်သူမလေးကိုထာဝရဆုံးရှုံးခဲ့ရပါတယ်ဂတိစကားဆိုတာလွယ်လွယ်ပေးပြီးလွယ်လွယ်ဖြစ်စီရမယ့်အရာမဟုတ်ပါဘူး
ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကနေပရိသတ်ကြီးအားလုံးဘဝအတွက်တန်ဖိုးရှိရဲ့အသွေးမြင့်လေးတွေရရှိသွားမယ်လို့ယုံကြည်ပါတယ်ရှင်။မိမိအောင် AI Creation Channel ကို like subscribe လုပ်သွားဖို့လည်းမမေ့ပါနဲ့ဦးနော်။နားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်